ကယ်တော့လူတွေစင်းရဲတယ်ဆိုတာလေကံအကြောင်းတရားကြောင့်ချင်မဟုတ်ကံဆိုတာလေဟုတ်တယ်ကံအကြောင်းတရားကြောင့်ချင်လေဟုတ်တယ်ကိုယ့်ရဲ့စိတ်ကြောင့်လေစင်းရဲတာကံအကြောင်းတရားဆိုတာလေကံကလူကလောက်တာဟုတ်တယ်အဲ့ဒီလူကလောက်ဖို့အတွက်စိတ်ကလောက်စေတဲ့ကံကိုဖြစ်ပေါ်စေတာစိတ်ကဘာတွေတွေးလဲစင်းရဲချောင်းတွေတွေးတယ်စင်းရဲကြိုးတွေရရှိတယ်ချမ်းသာချောင်းတွေတွေးရင်ချမ်းသာချောင်းတွေရရှိမိတ်ဆွေတို့ဘာတွေးနေလဲအစမပြေမှုတွေစက်တိုက်တွေးနေလားတောကပြာပါရတွေစက်တိုက်တွေးနေလားဖြစ်မလာသေးတဲ့အရာတွေအတွက်စိုးရိမ်စိတ်တွေဖြစ်နေလားဖြစ်မလာသေးတဲ့အရာအတွက်တွေးပြီးချောက်နေလားအဲ့ဒီမှာချက်ကိုယ်တိုင်ပါခဲ့တကယ်တော့မဟုတ်ဘူးခုကအိုက်ဆက်နဲ့ပတ်သက်ပြီးတော့အရန်ကိုထဲထဲဝင်ဝင်လေ့လာလိုက်စားလာတဲ့ခေတ်လူတော်တော်များများကဒါကိုနားလေပြီးတော့လက်ခံပြီးလိုက်ပြီးတော့လှုပ်တဲ့ခေတ်ကျင့်သုံးတဲ့ခေတ်ကိုရောက်ရှိလာတယ်အဲ့ဒီကမှာ mindset နဲ့ပတ်သက်ပြီးတော့ခြေရိုးတွေကလေ့ကျင့်ကြည့်တယ်တကယ်ကိုလက်တွေ့လေ့လာသင်ယူပြီးတော့လက်တွေ့ကျင့်သုံးကြည့်တဲ့အခါမှာကိုကလေပုတ်ပါလားဆိုတာခြေမြင်လာတယ်တစ်ချိန်လုံးကခြေရိုးကစင်းရဲစရာတွေကိုတွေးခဲ့တဲ့အခါမှာခြေအစင်မပြေမှုတွေစက်တိုက်ဖြစ်ခဲ့တယ်အစင်ပြေတာတွေတွေ့လဲပဲတန်ဖိုးမထားခဲ့ဘူးတန်ဖိုးမမြင်ခဲ့ဘူးအခုကိုယ့်ရဲ့စိတ်ကအစင်မပြေတာတွေကိုမတွေးကြရမှစိတ်ချမ်းသာလာတယ်ပြောရမယ်ဆိုရင်အစင်ပြေမှုတွေစက်တိုက်ဖြစ်လာတဲ့အစင်ပြေမှုကိုလည်းမြင်အောင်ကြည့်တတ်လာတယ်ဖြစ်လာတဲ့အစင်ပြေမှုပေါ်မှာကျေနပ်မှုရှိပြီးတော့ပျော်ရွှင်တဲ့ခံစားမှုကိုလက်ခံရရှိခံစားတတ်လာတယ်ခံစားတတ်လာတဲ့အခါမှာချမ်းသာတဲ့အကျိုးခံစား권မရဘူးလားတန်းတွေးကြည့်အဲ့ဒါပဋိစ္စသမုပ္ပါဒ်ပဲခြေကတရားလေးထိုင်ခဲ့မှုတဲ့ခါကျတော့ဒီရဲ့ပဋိစ္စသမုပ္ပါဒ်ခန္ဓာဖြစ်စဉ်ကိုတော်တော်များများခြေကတရားထိုင်ခဲ့တယ်လေ့လာခဲ့တယ်နော်အဲ့တော့ထားလိုက်တော့အဲ့တော့မိတ်ဆွေတို့စင်းရဲနေတာပြီစင်းရဲချောင်းခဏခဏတွေးလို့စင်းရဲကြိုးကိုရရှိရချမ်းသာချောင်းခဏခဏတွေးမှချမ်းသာကြိုးကိုရရှိမှာဖြစ်တယ်ကိုစင်းရဲတာဒီစီးပွားမဖြစ်လို့အလုတ်ကိုင်အဆင်မပြေလို့ဝင်ငွေမကောင်းလို့ကြီးမဟုတ်ဘူးရှင်ကိုယ့်ရဲ့စိတ်ကြောင့်အများကြီးစင်းရဲနေတာပါဟာလို့ချက်ပြောပြစေအဲ့တော့မိတ်ဆွေစင်းရဲကျင်သလားချမ်းသာကျင်သလားချမ်းသာကျင်တယ်ဆိုလို့ရှိရင်စင်းရဲချောင်းတွေတိတ်မတူပြောရမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့အယောင်းဝယ်တွေကောင်းလာမယ်တဖြည်းဖြည်းနဲ့ငွေတွေကိုဘယ်ရလို့ရမှမသိရလာတယ်အဲ့ဒါမယုံမရှိနဲ့အခုကစပြီးတော့စင်းရဲချောင်းမတွေးမိဖို့ပဲလိုတော့တာဖြည်းဖြည်းနဲ့စင်ပြေမှုတွေရရှိလာချမ်းသာလာတာပဲမဟုတ်ဘူးလားငွေကြီးစင်ပြေလာရဲ့ချမ်းသာခြင်းတန်တရားမှာလဲနေတော့မယ်ချမ်းသာခြင်းအလုံးနဲ့ပဲသင်ဟာပြည့်နေတော့မယ်ဆိုရှင်သင်ချမ်းသာတာပဲမဟုတ်ဘူးလားအဲ့တော့အခုကစပြီးသင်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်စင်းရဲချောင်းတွေကိုတိတ်မတွေးပါနဲ့လို့သင်ရဲ့အတွေးကတင့်ကိုစင်းရဲစေတာပါသင်ရဲ့အတွေးကတင့်ကိုစင်းရဲစေတာဖြစ်ပြီးအတွက်စင်းရဲစရာတွေတိတ်မတွေးပါနဲ့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကသင်အတွက်အများကြီးအကျိုးဖြစ်လိမ့်မယ်လို့ခြေယုံကြည်တယ်မယုံလက်တွေ့လောက်ကြည့်လိုက်အဲ့ကြောင့်မှမှန်မှဟုတ်တယ်ခြေဘဝလို့လာပြောလိုက်ကျေးဇူးတင်တယ်ကိုစပေါ်ဘိုင်ဘိုင်